Metropolitano ခွင်းကြီးထဲမှာဒီညဘလို့မြင်ကွင်းမျိုးကိုမြင်တွေ့ရမှာလဲဘလို့အားကစားစိတ်ဓာတ်မျိုးနဲ့အားမှန်တွေကိုကျွန်တော်တို့မြင်ရတော့မှာလဲဒီယာညီမှာစပိန်ကလပ်တွေနဲ့တွေ့တိုင်း3ဂိုးစီသွင်းယူလေးရှိတဲ့ Club Brugge ရဲ့အစင်လာကရှိနေပြန်ပါတယ်ဒီပွဲမှာ Diego Simeone ကလူစရင်ကို3နေရာအပြောင်းလဲလောက်ထားပါတယ် Johnny Cardoso Alejandro Baena နဲ့ Alexander Sørloth တို့ကိုပွဲထုတ်လာခဲ့ပါတယ်ပွဲစတာနဲ့ Sørloth တယောက်အပိုင်ကန်သွင်းခွင့်ရသွားတယ် Club Brugge ခံစစ်ပိုင်းအားနည်းချက်လို့ဆိုရမယ်မယ်Sørloth ရဲ့ဇွဲကိုတော့ short တွက်လို့မရပါဘူးသူဟာအရှုံးမပေးပဲတစ်ဖက်လွှဲပြီးအဆုံးသက်ကန်သွင်းလိုက်တာဘောလုံးကဂိုးသမား Simon Mignolet ရဲ့လက်အောက်ကနေကတ်တီးကတ်တာဂိုးထဲကိုလိမ့်ဝင်သွားမှာတော့တယ်ဒါပေမဲ့မကြခင်မှာပဲ Joe Orognet ကခေါင်းတိုက်ပြီး Club Brugge ကခြေပဲကိုပြန်သွင်းပေးခဲ့ပါတယ် Christo Zolik က Lorente ကိုကြော်ဖြတ်ပြီးပေးလိုက်ပေမဲ့မြင့်သွားလို့ဂိုးသမား Oblak ပို့ထုတ်လိုက်ရတယ်ဒါပေမဲ့ဒီမှာလည်းမပြီးသေးပါဘူးဖြတ်တင်ဘောက Caroso စီရောက်သွားပြီးအားပါနဲ့ကန်သွင်းလိုက်တာတကယ်ကိုလှပလို့နဲ့ဂိုးပဲAtletico တို့တကြောပြန်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပွဲရှင်ကတက်လာပါပြီ။ Lookman က Griezmann စီကိုပေးတယ်။ Griezmann ကလည်း Sørloth စီကိုလှပပြန်ချပေးလိုက်တာ။3ဂိုးတကိုး Sørloth ကတော့ဒီပွဲကိုအဆုံးဖြတ်ပေးလိုက်ပါပြီ။ဒါတွေမပြီးသေးပါဘူး။ Ruggeri ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကဂိုးသမားထွက်အပိတ်မှာတယ်။ Sørloth ကနောက်ထပ်တကိုးထပ်သွင်းပြီး hat-trick ရယူသွားနိုင်ခဲ့ပါတယ်။သူ့အတွက်တော့တကယ်ကိုမမေ့နိုင်စရာညပါပဲ။ Club Brugge ကိုဒီည4ဂိုးတကိုးနှစ်ကျော်ပြန်ရလက်ချီကို4ဂိုးနဲ့အပြတ်အသတ်အနိုင်ယူပြီး Atletico တို့ဟာ Liverpool ဒါမှမဟုတ် Spa အသင်းနဲ့ရင်ဆိုင်ဖို့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ Metropolitano ခွင်းကြီးထဲမှာဒီညဘလို့မြင်ကွင်းမျိုးကိုမြင်တွေ့ရမှာလဲဘလို့အားကစားစိတ်ဓာတ်မျိုးနဲ့အားမှန်တွေကိုကျွန်တော်တို့မြင်ရတော့မှာလဲဒီယာညီမှာစပိန်ကလပ်တွေနဲ့တွေ့တိုင်း3ဂိုးစီသွင်းယူလေးရှိတဲ့ Club Brugge ရဲ့အစင်လာကရှိနေပြန်ပါတယ်ဒီပွဲမှာ Diego Simeone ကလူစရင်ကို3နေရာအပြောင်းလဲလောက်ထားပါတယ် Johnny Cardoso Alejandro Baena နဲ့ Alexander Sørloth တို့ကိုပွဲထုတ်လာခဲ့ပါတယ်ပွဲစတာနဲ့ Sørloth တယောက်အပိုင်ကန်သွင်းခွင့်ရသွားတယ် Club Brugge ခံစစ်ပိုင်းအားနည်းချက်လို့ဆိုရမယ်မယ် Sørloth ရဲ့ဇွဲကိုတော့ short တွက်လို့မရပါဘူးသူဟာအရှုံးမပေးပဲတစ်ဖက်လွှဲပြီးအဆုံးသက်ကန်သွင်းလိုက်တာဘောလုံးကဂိုးသမား Simon Mignolet ရဲ့လက်အောက်ကနေကတ်တီးကတ်တာဂိုးထဲကိုလိမ့်ဝင်သွားမှာတော့တယ်ဒါပေမဲ့မကြခင်မှာပဲ Joe Orognet ကခေါင်းတိုက်ပြီး Club Brugge ကခြေပဲကိုပြန်သွင်းပေးခဲ့ပါတယ် Christo Zolik က Lorente ကိုကြော်ဖြတ်ပြီးပေးလိုက်ပေမဲ့မြင့်သွားလို့ဂိုးသမား Oblak ပို့ထုတ်လိုက်ရတယ်ဒါပေမဲ့ဒီမှာလည်းမပြီးသေးပါဘူးဖြတ်တင်ဘောက Caroso စီရောက်သွားပြီးအားပါနဲ့ကန်သွင်းလိုက်တာတကယ်ကိုလှပလို့နဲ့ဂိုးပဲ Atletico တို့တကြောပြန်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ပွဲရှင်ကတက်လာပါပြီ Lookman က Griezmann စီကိုပေးတယ် Griezmann ကလည်း Sørloth စီကိုလှပြန်ချပေးလိုက်တာ3ဂိုးတကိုး Sørloth ကတော့ဒီပွဲကိုအဆုံးဖြတ်ပေးလိုက်ပါပြီဒါတွေမပြီးသေးပါဘူး Ruggeri ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကဂိုးသမားထွက်အပိတ်မှာတယ် Sørloth ကနောက်ထပ်တကိုးထပ်သွင်းပြီး hat-trick ရယူသွားနိုင်ခဲ့ပါတယ်သူ့အတွက်တော့တကယ်ကိုမမေ့နိုင်စရာညပါပဲ Club Brugge ကိုဒီည4ဂိုးတကိုးနှစ်ကျော်ပြန်ရလက်ချီကို4ဂိုးနဲ့အပြတ်အသတ်အနိုင်ယူပြီး Atletico တို့ဟာ Liverpool ဒါမှမဟုတ် Spa အသင်းနဲ့ရင်ဆိုင်ဖို့နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်